ပြောတယ်လို့ပဲပေးလို့ရရင်ဥပစင်ကကရင်မတိလာရှင်ပေးမယ်ဆိုတော့ရှမ်းမရှိတယ်ရှမ်းမကြောင်းမကိုသွားပြီးရှမ်းသားလောက် ရှမ်းပါ ညနာလောက်ဘူးအခုအဲ့လိုပဲဖြစ်နေတယ်ဆရာကျမတော်တော်မကောင်းတော့တနေ့အိုင်ကြီးတူတဲ့ကောင်ကြီးစင်အင်းနဲ့ကျွန်တော်ကပါပနာလောက်တယ်ပေါ့နော်ဓမ္မယုံမှာဥက္ကဋ္ဌပေါ့အကောင်လုံးသူပြီးမှပြီးတယ်ပေါ့သာသနာအကျိုးဆောင်နေတယ်ဒီကောင်းတဲ့သားလို့လောက်တာဒါပေမဲ့သာသနာပစ္စည်းနဲ့ပြအောင်လုံးနော် အော်အဲတာလာ နောက်ပါမှဥပမာဘာမှမပါဘူးတဲ့ပြောချတယ်သာသနာနဲ့ပတ်သက်တာရှင်းအောင်ပုံမပါဘူးညနာချက်ချင်းပြတ်သွားတယ်သူကအဲ့ဖုန်လေးအရင်မှာဒီခါမရှိသေးဘူးအဲ့ဒါကဒီမှာညနာလည်းပြတ်သွားတယ်ကောင်းသူကလည်းထိလိုက်နောက်နေ့လာတူတော့အိမ်မှာမလားအဲ့မှာနေပြီးအိမ်နောက်ကြောခိုင်းနေခိုင်းကိုကဒီမှာခိုင်းတာလို့ဖာတောင်းမှလည်းနော်လို့အဖွာတဲ့တမဆိုတော့လို့ဥပမာမပြောဘဲနဲ့ပြောလိုက်တယ်သားတို့မှားမှကြောက်တခုံးပြန်မပြောဘူးအဖွာရဲ့စိတ်မဆိုးပါဘူးလေမပါဘူးတခုံးမှမပြောဘဲအဲ့ကြောထိုင်ထားတာအဲ့ဒီမှာကော်ဖီတွေကဘာလို့ချထားပြီးလဲတောက်မတောက်တော့မသိဘူးအဲ့ဒီကနေနောက်ရက်ဒီမလာပြီးသွားပြီဆိုမှစခန်းလာတိုင်းသူ့တပည့်တွေကတော့ပါရေးပြန်မယ်ပါမယ်ဆိုတော့တခုံးခေါ်မဖြစ်မဆက်အော်တော်စိတ်နာပါတယ်ငါလည်းတဲ့အဲ့ဒါဆရာကျမဆရာတို့ပြောတာပထမကျမမသွားချင်ဘူးဆိုချွဲပြီးပြောနေရမယ်အလုံးမဟုတ်ဘူးတမီးကကောင်းစေချင်တာစေတနာအရင်ရောက်သွားတာ ဟုတ်စိတ်ကညံ စိတ်ကအဲ့သူ့တော့အဲ့လိုဟိုကလေဆရာတို့အဖေအမေရဲ့ဒေါ်မြင့်မြင့်ရဲ့ဒေါ်ချင်းချင်းရဲ့သာသနာပြုတဲ့အကြောင်းအဲ့ဒေါ်မြင့်မြင့်ကပြန်ပြောတာ ဟုတ်ကဲ့လို့ ပြန်ပြောတော့ဆရာတို့အမေကလည်းသူကတပ်ဘူးလေးပါတယ်ပဲလို့ဘူးလေးရပါတယ်ထင်ရက်ကလေးအစပါတယ်သူကလည်းသွားတယ်ပေါ့ချွဲချင်းနဲ့သူကလည်းအဲ့လိုသွားတော့ဒေါ်ချင်းချင်းကတော့ဟိုပတ်စံအိတ်ကြီးလို့ဒီတတိမယူ တတိပါကြီး ဝယ်လိုက်ပြီ တတိပါကြီး တမီးရဒီမှာနှစ်သိန်းခွဲကုန်ပတ်စံတသိန်းခွဲပဲရှိသူပတ်စံတသိန်းနဲ့ဝယ်တာဒါပြားမှစိန်ရင်ယူတာမဟုတ်ဘူးဒုစရမအလူမခံဘူး9000လို့တဲ့ဝယ်ခဲ့တယ်ဒါမှနဲ့တစ်ခုကဘာမရှင်းလဲဆိုဒီဟာတစ်ခုဝယ်တစ်စေးနဲ့10ခုဝယ်တဲ့စီနေကပွားပြန်တယ်။ပွားတော့စီ10ဘုံဝယ်ရင် ဟုတ် တက်တာတော့9ဘုံယူတယ်။9ဘုံကြောင်းအတွက်3ဘုံသူ့အိမ်အတွက်2ဘုံယူသူ့ကဆန်နဲ့သူနော်ဒါပေမဲ့ခုနရောထားတယ်ရောဝယ်လိုက်တာ ရှောဝဲလိုက်တော့ဖြစ်သွားတယ် ဆန်ဆိုင်အိတ်သူ့အိမ်အတွက်3အိတ်ကြောင်းအတွက်9အိတ် ဟုတ် လိုတဲ့ပတ်စံ3သိန်းလို့2သိန်းလို့သူပေးသွားတာဒါတော့မြင့်မြင့်ရှင်းပြတာ ဟုတ် အဲ့ဒီလောက်အမဖျားတဲ့လောက်တာဆရာအမေကြတော့သူပဲလို့လေးစားရင်နွေးလေးတာသူကလည်းဘာမှသူလည်းမလှူနိုင်တော့သူလည်းမပါဘူးပေါ့သူများစရာခုနတထေးမကြီးရတော့ဂျူတာမဟုတ်ဘူးနော်တဲ့ဟိုထဲကတခုဂျူတာမပါဘူးလို့ခဏယူသုံးတာမရှိဘူးသူထူခဲ့ပေးတာပဲဒါမှနဲ့ရောဝယ်တာလေးပဲပါတာပါတဲ့သေသွားတော့ပဲရောက်ပါတယ်ဆိုသူတို့ကတထေးကြီးဆိုဘိုးတော်တွေရောဆရာတော်တို့ဘယ်ရောက်သွားလဲဆိုဟိုရွာစနေဖို့လေးမှာဆင်းရဲတဲ့အမိထမအဖထမတမီးလေးတာဖြစ်နေအဲ့နဲ့ချက်ချင်းသွားကြတယ်သွားပြီးတော့တတ်တောင်းမှာပေါ့နော်နေတော့အလုံးလက်မဲ့ဆိုဘာရတို့တော့မရှိဘူးတမီးကခေါ်ခိုင်းမှအဝတ်လျှော်တာဟိုတားကခေါ်ခိုင်းမှဟိုမြက်ကလေးပါဆိုအဲ့ဒီဘဝလေးနဲ့ကမမွေးတဲ့ခလေးလေးဖြစ်နေအိမ်ကလည်းဝါအင်းလေးတဲ့သူများခြံထဲမှာဆိုတာအဲ့ဒါတော့ပြီးတော့သူ့တမကအကူကြီးတော့အမကြီးတို့ရဲ့အမကြီးတို့အကူကြီးတို့တဲ့ဆင်းရဲတဲ့ဒီခလေးလေးကဆင်းရဲပါတယ်အဲ့တော့ဒီခလေးလေးကိုကျွန်တော်တို့ချမ်းချမ်းသာသာနဲ့မွေးကူပြုပါအမကြီးတို့အကူကြီးတို့တဲ့စားဖို့လို့အရင်အနည်းလည်းပေးမယ်နေဖို့အိမ်လည်းလုပ်ပေးမယ်ဆိုတော့အဲ့တော့လည်းဝင်းမြောက်ဝင်တာပြီးတော့အိမ်ကိုလည်းတဲ့ဟိုပေါ့ပြင်ကတုံမိုးနဲ့စားဖို့လဲဆိုင်လုပ်ပြီးခဲ့တယ်အိမ်ဆိုင်မဲလာပါလဲတော့အဲ့ဒီထိတော့မမွေးပါဘူးသူပြောတာအဲ့ဒီဘဝရောက်သွားတယ်အဲ့ဒါလေးကိုလေခုနသာသနာပြုတ်ပြီးတော့နော်အဲ့ဒီစိတ်ကလေးကတမ်းတခုမှယူတာမပါဘူးနော်သာသနာပတ်စံခဏတော့ချီပြီးတုံးတာမဟုတ်သူခါသူထည့်ပြီးတော့ဝယ်ခဲ့ပြီးတာရောဝယ်တာလေးပဲရှိတယ် တိတ်တရားမထိတ်ထိုင်ဘူးဟ
တိတ်တယောက်ထိုင်ကြဘူး ဟိုတရားမထိုင်တာထားဆရာရဲ့ဒါလောက်ကလေးကအပြစ်မှမရှိပဲကျမဆိုလဲတရားမထိုင်ဒါကျမအပြစ်လုပ်တာမှမဟုတ်ဘူးကျမရောဝယ်တာပဲဒီကျမပတ်စံနဲ့ကျမဆိုင် သူကနတ်ဒီလေတော့9မိနစ်လောက်တာသူက ဟိုလေသူတို့ကတော့ စုံနေသူ အကုန်လုံးတယ်လေစီဝါရေးသမား စီ တော့ ဝါစုံနေသူ အဲ့ဒါတော့ဆရာကိုရင်းကိုပြောတယ်တော့ထိတ်တင် ဒီလိုစု ထိတ်တင် ထိတ်ထား လိုက်ထိုက်ထား ဖိုက်ထိတ်ထား တန်ထိတ်တယ် အကုန်သူလဲအထက်ကအကောဆုံးအဲ့ဒါကိုဆရာတော့ပြောဘူးပြီလားမသိပါဘူးကတင်းကလှမ်းပြီးဖုံးဆက်လို့နေပြည်တော်က ဟုတ်ကဲ့ အမေထိုင်ထိုက်ထားနဲ့အမေတတိထားပါအမေပါဒုက္ခဖြစ်မှာအမေကိုအတုံးချပါမယ်ဆိုဘာဖြစ်လို့လဲตายရဲ့ तू ကစိတ်ရင်းမရှိဘူးအမေရဲ့တဲ့အလူမှာအော်ဒါတော့သူကဏ္ဍနဲ့တူတော့အမေရဲ့အခုမရှိလို့မပြောသေးတာလို့ဆိုအဲ့မဟုတ်ဘူးလေအခုဒီနဲ့ကျွန်တော်တကယ်ချင်းဆရာဖုံရောက်လာလို့တဲ့ပြီးတာနဲ့အမေကိုဖုံဆက်ပါသူစီကိုတဲ့နတ်တဘာကသူတငယ်ချင်းနဲ့ဖရာသမားဆိုတော့ကြွလာတဲ့နမင်းဘာကိစ္စလဲလို့မပြီးတော့ငါပြောစရာရှိတယ်လို့ဆိုတယ်ဘာများအမေရှိပါလဲအဲ့ဒီအမျိုးသမီးကစရင်မရှိအင်းမရှိအလှခံနေတယ်အဲ့ဒီသူအလှခံနဲ့ပလင်တို့စပွဲတို့ဘာတို့ကတူးကြီးထဲလှူထားတာဒီပြင်အလှရှင်မလို့ဘူးအဲ့ဒါကိုလက်ကျိုးထိုးပြီးတော့သူကထပ်ပြီးအလှခံတာ ဟုတ်တယ် အဲ့လိုပြောဟိုနမရဘခါနေဘာကိစ္စကြလားငါကဒီကောင်လေးနာမည်ဇာနီဦးကိုဆောင်နတ်ဆိုတဲ့ နေပြီးတော့စာနေ ငါဇာနီဦးကိုဆောင်နာဆိုအဲ့လှူထားတာဇာနီဦးကအကုန်လှူပြီးသားအဲ့ဒါကိုသူကလက်ညှိုးထိုးပြီးထပ်လှူခံလို့လှူခံတဲ့သူ့တငယ်ချင်းအဲ့ဒါအမေတဲ့အခုတင်တော့တဲ့အမေကိုချက်ချင်းဆက်တယ်အေးဘောရဲ့တို့ဒါတော့သူကနဲ့သူဘောတို့ကိုတော့မဆိုင်ဘူး သူဆိုင် အခွင့်ရရင်တော့ပြောမလို့ဆိုပြောဖို့စဉ်းစားတော့လဲဆရာသူ့အမေကလည်းဘလူကလာလဲဆိုသူ့သမီးဒီလောက်လုံနေတာအကောင်းမမြင်ချဘူးအေးခုနကသူတော့ချင်းအကြောင်းတော့လဲသူပြောတယ်နော်သူ့သမီးအကြောင်းကိုသူမစဉ်းစားဘူးလားမသိဘူးဒါနဲ့သူလည်းလက်ခံမှာမဟုတ်လို့အခုလက်ထိမပြောပြပါဘူးဆရာ မရပါဘူးမရနိုင် ချက်ဖို့ရန်ကောင်းတယ်သာသနာဆိုလို့ သူလှုပ်ချက်လှုပ်နေတာသူလှုပ်ချက်လှုပ်နေမိမှာ အခုတော့ကျမတော့လာတော့